အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုလက်ခံရရှိတဲ့သူတွေကသူတို့သတိထားရမယ့်အရာလေးတွေသူတို့အတွက်လိုအပ်နေတဲ့အရာလေးတွေကိုပြောပြမယ့် reading လေးပေါ့နော်ဒီ reading လေးကိုလက်ခံရရှိတဲ့သူတွေကလက်ရှိအခြေအနေမှာသူတို့ရဲ့စိတ်ထဲမှာသူအတွင်းထဲမှာအတွေးအရင်များနေတယ်ပြီးတော့ကိုယ်ဘေးနားမှာပဲဖြစ်စေကိုလုံနေတဲ့အရာတွေပြီးတော့ဒီ2025ဒီအတိတ်မှာဆိုလဲကိုက main ကလေးဖြစ်နေရဆိုရင်တော့main ကလေးနဲ့မတူအောင်အများကြီးစူးစမ်းခဲ့ရတယ်ပြီးတော့နောက်တစ်ခုမမမမတ်နဲ့အရာအလုံးဖြည့်ရှင်းခဲ့တယ်ကိုယ့်ရဲ့မိသားစုပဲဖြစ်ကိုယ်တိုင်ပဲဖြစ်ကိစ္စတေးသေးလေးကနေစပြီးကြီးကြီးလေးထိကိုကပို့ပြီးတော့ကိုအင်အားစိုက်ထုတ်ပြီးတော့ဖြည့်ရှင်းခဲ့ရတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာလည်းကိုဘဝမှာမလိုအပ်တဲ့အရာတွေအတွေးတွေကိုခေါင်းထဲထည့်ထားတာလည်းသိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုရှင်းမထုတ်နိုင်သေးတာမျိုးတွေ့တယ်ပြီးတော့လက်ရှိလာမဲ့အနာဂတ်မှာပြောရမယ်ဆိုရင်အနာဂတ်ထက်ကိုလက်ရှိလိုအပ်နေတဲ့အရာကတော့ကိုယ့်ရဲ့စိတ်အတွင်းထဲမှာငြိမ်းချမ်းခြင်းနဲ့စိတ်အရှုပ်ရှက်တွေစိတ်ပင်ပန်းတဲ့အရာတွေကနေပြီးတော့ကိုထွက်ပစ်ခြင်းနဲ့မလိုချင်တော့ဘူးပြီးတော့နောက်တစ်ခုကိုယ့်ရဲ့ energy မှာလည်းကောင်းတဲ့ energy တွေကိုပဲကိုမွေးခြင်းနဲ့ကိုယ်မှာရှိတဲ့ကောင်းတဲ့နမိတ်ကောင်းတဲ့အရာတွေကိုပဲကိုတွေးပြီးတော့ရှေ့ဆက်ခြင်းနဲ့ပြီးတော့နောက်ထပ်တစ်ခုကအနာဂတ်မှာကိုယ့်ရဲ့မိသားစုထဲမှာပဲဖြစ်စေမိတ်ဆွေတငယ်ချင်းတွေမှာပဲဖြစ်စေကိုဟာပေါ့နော်အရန်ရေးပါတဲ့လူမျိုးဖြစ်လာတတ်တယ်သူတို့အတွက်မှာပဲဖြစ်စေအလုံးမှာပဲဖြစ်စေကွာရာတိုးတာမျိုးဒါမှမဟုတ်လာစာတိုးတာမျိုးကိုတတိယယုံကြည်အားထားရမျိုးကိုမိသားစုမှာဆိုလဲကိုကယုံကြည်အားထားခံရတာမျိုးပြီးတော့နောက်ကိုစိတ်ကလည်းတခုဆိုပို့ပြီးတော့နူးညံ့လာတာမျိုးအဲ့လိုပုံစံမျိုးကြုံရတတ်တယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာကတော့တန်မာလာလိမ့်မယ်ပို့ပြီးတော့အလှပကြိုက်လာတာမျိုးပြီးတော့ကိုအရေးကြီးဆုံးဖြတ်ချက်တွေကိုချရတာမျိုးအဲ့လိုပုံစံမျိုးကြုံရတတ်တယ်ပြီးတော့နောက်ထပ်တစ်ခုကကိုလုံးမဲ့အရာတွေမှာအတားအဆီးတွေအနှောင့်အယှက်မှုတွေအခက်အခဲတွေရှိနေတိုင်အောင်ကျိန်းဒီပေါက်ကိုဖြတ်ကျော်နိုင်လိမ့်မယ်တဲ့ပြောရမယ်ဆိုရင်တော့ဒီဝီဒီယိုကိုလက်ခံရရှိတဲ့သူတွေအားလုံးကအချိန်ယူရမယ်စိတ်ရှိရမယ်ပြီးတော့နောက်ထပ်တစ်ခုကိုလုံးမယ်ဆိုတဲ့အရာတွေကိုတည်တည်တတ်နဲ့တည်တည်ချာချာလုပ်ရမယ်ကိစ္စတည်တည်လေးတွေရမယ်ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးတဲ့ပေါ့ရွတွေးပြီးတော့လုံးလို့မရဘူးအေးဆေးဆေးလုပ်ရမယ်ပြီးတော့စိတ်အတွင်းကိုတတ်နိုင်သမျှငြိမ်အောင်ထားရမယ်အခက်ခဲတွေဘလို့ပဲရှိကိုကဒီတစ်နှစ်ပတ်လုံးဒီတော့အတွင်းမှာကောင်းမွန်စွာဖြတ်ကျော်လာနိုင်တဲ့လူဖြစ်တဲ့အတွက်အနာဂတ်မှာတကယ်ကိုကောင်းတဲ့အခြေအနေမျိုးတွေ့ရပြီးတော့နောက်ထပ်တစ်ခုကမကြခင်အချိန်တွင်းမှာငွေကြေးဝင်လာတာမျိုးအလုပ်အတွက်ကောင်းမွန်တဲ့သတင်းကြားရတာမျိုးကိုယ့်အတွက်ဘလို့မှမဖြစ်နိုင်တဲ့လူတွေကိုယ့်ဘဝမှာမလိုအပ်တဲ့လူတွေကအနာကနေပြီးတော့ထွက်သွားတာမျိုးကြုံရလိမ့်မယ်မကြခင်မှာကိုမျှော်လင့်နေတဲ့ဆောင်းပွဲကိစ္စပဲဖြစ်စေအလုပ်အင်တာဗျူးပဲဖြစ်စေကောင်းတဲ့သတင်းကြားရလိမ့်မယ်ပြောရမယ်ဆိုရင်ဒီဗီဒီယိုကိုလက်ခံရရှိတဲ့လူတွေကမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်မကြခင်မှာပြောင်းလဲခြင်းတစ်ခုကြုံရမယ်အလှပကိုပိုကြိုက်လာတာမျိုးလေးလည်းကြုံရမယ်ပို့ပြီးတော့တန်ရှင်းနေလာတာမျိုးလေးလည်းတွေ့တယ်အားလုံးကတော့ကောင်းတဲ့အနေအထားတစ်ခုကိုရောက်လာလိမ့်မယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကမရောက်ဘူးတဲ့ဒေတာတစ်ခုကိုခရီးသွားတာမျိုးခရီးကံပွင့်လာတာမျိုးလည်းကြုံရလိမ့်မယ်တစ်ခုပဲသူများအတွက်သူများအတွက်ပေါ့နော်ကိုကလိုက်ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာအရင်အတွေးတွေများပြီးတွေကမလိုအပ်တဲ့အတွေးတွေတွေးနေအဲ့ဒါမျိုးလေးတော့စိတ်ကနေထုတ်ပြလိုက်ပါတဲ့ကိုယ့်ရဲ့ energy တွေကိုဆုံးရှုံးမခံပါနဲ့တဲ့မကြခင်မှာကောင်းတဲ့ energy ကောင်းတဲ့အရာတွေကိုယ့်စီကိုရောက်ရှိလာပါလိမ့်မယ်တဲ့ဒီဗီဒီယိုလက်ခံရရှိပြီးရဲ့အချိန်ကနေစပြီးတော့ကောင်းသောကံကြမ္မာတွေရောက်ရှိလာကြပါစေကောင်းသောကံတွေလက်ခံရရှိကြပါစေ